ဘကဲကသူ့ပလန်ကအပြစ်နာစာမရှိဘူးလို့ထင်ပြီးပြိုင်ပွဲရဲ့ပြိုင်ပွဲဝင်ဝတ်စုံကိုခိုးပြီးကက်ကျေးနဲ့ဖျက်လိုက်တာပေါ့ဒါပေမဲ့သူ့ခေါင်းပေါ်ကကင်မရာကိုတော့မင်းနေခဲ့တာအချင်းချင်းခါခါဖျက်တောက်ခံထားရတဲ့ကာဝင်ကိုကြည့်ပြီးတော့သူကချန်ပီယံဆုကသူ့လက်ထဲရောက်ပြီလို့ခံစားလိုက်ရတာပေါ့သူမလုံးတမျှလှရှားမှုတိုင်းကိုတစ်ဖက်ကကောင်မလေးကစောင့်ကြည့်နေမှန်းသူတိတောင်မသိခဲ့ဘူးလေသူ့ဒီဇိုင်းကောင်ပျက်စီးသွားပေမဲ့ကောင်မလေးကအဲ့ဒီစီးကိုမထားစီးဖို့ရွေးချယ်လိုက်တယ်အဲ့ဒီစားသူကဘကဲရဲ့ကြံစီမှုတို့အေကိုဖော်ထုတ်ဖို့ထောင်ချောက်တစ်ခုဆင်လိုက်တာပေါ့ကောင်မလေးက CEO ကိုတီနားလဲတဲ့ကြီးနဲ့တစ်ချက်ကြည့်လိုက်တာနဲ့သူကလည်းခေါင်းချင်းပြလိုက်တယ်အဲ့ဒီနောက်တော့ကောင်မလေးရဲ့လက်ရာတွေကိုပြသဖို့အချိန်ရောက်လာပြီပေါ့ပရိသတ်တွေကကောင်မလေးရဲ့ဒီဇိုင်းလက်ရာမှုချမ်းကိုကြည့်နေကြတော့ဒိုင်လူကြီးတွေကလည်းသဘောကျကြောင်းခေါင်းချင်းပြကြတယ်ဘကဲကတော့ဘာမှမဖြစ်တယ်လို့ပဲငြိမ်နေမဲ့ကျန်တဲ့သူတွေအားလုံးကလက်ခုပ်ချပါပေးကြတာပေါ့ဒိုင်လူကြီးတွေကကောင်မလေးကိုချီးကျူးလေသူပို့ပြီးဒုက္ခရောက်လေဆိုတာသူသိနေခဲ့တာသူနဲ့သူ့ရေးစားကပျော်ရှင်စွာပြုံးပြကြပြီးအစီအစဉ်မှုကတော့ကောင်မလေးရဲ့လက်ရာကိုလူတိုင်းကြိုက်နေတာတတိထားပြီးတော့သူ့ကိုစင်ဘော်ကိုချက်ချင်းခေါ်လိုက်တာပေါ့ကောင်မလေးကတော့ပျော်ရှင်နေပုံရတယ်ဒါပေမဲ့ဘကဲရဲ့လက်ရာတွေကိုသဘောကျတာသူတယောက်တည်းမှမဟုတ်တာဘကလာတဲ့ချိန်မှာတော့အန်သားစရာကောင်းလောက်အောင်ကိုတီတီငိမ့်ငိမ့်ပဲလူတိုင်းကလည်းသူမရဲ့လက်ရာကိုမြင်ချင်နေကြပြီးဒါပေမဲ့အနီရောင်ဆက်ကိုဖယ်လိုက်တဲ့ချိန်မှာတော့ပရိသတ်တွေကြားထဲကနေတီတိုးတန်တွေထွက်လာတော့တယ်ကောင်မလေးရဲ့လက်ရာကိုတမင်တကာဖျက်ဆီးထားတာဖြစ်တဲ့အတွက်ကောင်မလေးကိုစိုးရိမ်တဲ့အတန်တွေထွက်လာပေမဲ့သူမကတော့တီတီငိမ့်ငိမ့်ပဲနေခဲ့တယ်အဲ့ဒီအချိန်မှာတော့စိုးတဲ့ကောင်မလေးကရမ်းပျော်နေတာပေါ့ဘာလို့လဲဆိုတော့ဖျက်ဆီးခံထားရတဲ့လက်ရာကိုအမှတ်ပေးလို့မရဘူးလေစီစဉ်တင်ဆက်သူကတော့စိတ်မကောင်းအစွာနဲ့အစီအစဉ်ပြီးတာနဲ့ဒီဝတ်စုံကိုဖျက်ဆီးခဲ့တဲ့သူကိုစုံစမ်းဖို့အတွက်ထုတ်လုပ်ရေးဖွဲ့ကပြေဝပူပေါင်းဆောင်ရွက်ပေးမယ်လို့ပြောခဲ့တယ်အခုတော့ကောင်မလေးကနောက်ထပ်လက်ရာတစ်ခုတင်ပြရတော့မယ်ကောင်မလေးကတော့သူ့မှာတခြားလက်ရာတွေမရှိတော့ဘူးလို့ပြန်ဖြေခဲ့တယ်ဒါကိုကြားတော့ပရိသတ်တွေကသူ့ကိုတနာသွားကြတယ်ဆိုတဲ့ကောင်မလေးကတော့ပျော်နေခဲ့တာပေါ့စီစဉ်တင်ဆက်သူကပြိုင်ပွဲဝင်တယောက်ရဲ့လက်ရာဖျက်ဆီးခံရပြီးအရန်လက်ရာမရှိဘူးဆိုရင်အဲ့ဒီပြိုင်ပွဲဝင်ကိုပြိုင်ပွဲကထုတ်ပယ်ရမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကောင်မလေးကတော့အဲ့ဒီနေရာမှာပဲဒီလက်ရာကိုပြင်ဆင်ခွင့်ပြုဖို့တောင်းဆိုခဲ့တယ်အားလုံးကတော့ဒါကိုကြားတော့တကယ်ကိုအံ့တသွားကြတာပေါ့ဒီလက်ရာကပြင်လို့ရမှာမဟုတ်ဘူးလို့ထင်နေကြတာကိုဒီဒီဇိုင်းကကောင်မလေးရဲ့ကိုယ်ပိုင်တွေ့ကြုံကနေစိတ်ကူးရထားတာပါမုံတိုင်းပြီးတဲ့နောက်တက်တန်ကအလှဆုံးပဲလို့သူမကယုံကြည်ထားတယ်လူတိုင်းအခက်အခဲတွေကိုရဲရဲရင်ဆိုင်ပြီးအစ်စ်ပြန်ဆက်ဖို့စိတ်တက်ခွန်အားတွေရှိစေချင်တယ်လို့လည်းသူမကမျှော်လင့်ခဲ့တာပေါ့ဒါနဲ့သူမနာမီဖိနစ်လိုပဲပြပုံတွေကနေဒီဝတ်စုံကိုပြန်လည်ဖန်တီးခွင့်ရဖို့အခွင့်အရေးတစ်ခုတောင်းဆိုခဲ့တဲ့အစီအစဉ်မှုကတုံ့ဆိုင်နေပေမဲ့ CEO ကတော့ကောင်မလေးကိုအပြည့်အဝထောက်ခံခဲ့ပြီးဒီဝတ်စုံကိုတိုက်ရိုက်ပြုပြင်ခိုင်းဖို့သူမရဲ့တောင်းဆိုချက်အကိုချက်ချင်းသဘောတူလိုက်တယ်အဲ့ဒီကောင်မဆိုးလေးကတော့ကောင်မလေးရဲ့အခြေအနေကိုပြောင်းပြန်လှန်နိုင်တဲ့စွမ်းရည်ကိုသိနေတာကြောင့်ချက်ချင်းကန့်ကွက်ခဲ့တယ်ဒီခွင့်ရေးတာရလိုက်ရင်ကောင်မလေးကမျှော်မှန်းထားတာတွေထပ်ပိုတာပြီးအမတ်တနေရာကိုရယူသွားမှာတေချာတယ်ဒါဆိုကောင်မဆိုးလေးရဲ့စူးစမ်းအားထုတ်မှုတွေအကုန်လုံးအတိတ်ပဲမဲ့သွားမှာပေါ့ကောင်မလေးဝတ်စုံကိုပြင်တာကိုတားဆီးဖို့သူမကအပြင်းထန်ကန့်ကွက်တဲ့ဝတ်စုံပြင်တာကချိန်ကြာကြီးယူရမှာဖြစ်ပြီးလူတိုင်းစောင့်ကြင်မှာမဟုတ်ဘူးလို့လည်းပြောခဲ့တယ်ကောင်မဆိုးလေးရဲ့စကားတွေကဒိုင်လူကြီးတွေကိုစိတ်ပြောင်းသွားစေတယ်ဘာလို့လဲဆိုတော့ဝတ်စုံရဲ့ပျက်စီးမှုကတကယ်ကိုပြင်းထန်နေတာကိုသူမရဲ့ရည်မှန်းချက်ကိုအောင်မြင်အောင်လုပ်ဖို့အတွက်ကောင်မဆိုးလေးက CEO နဲ့ဒီကောင်မလေးကလက်ထပ်ပြီးသားဖြစ်နေတာမျိုးတွေရှိနေတော့ CEO ကသူ့ကိုဗတ်လိုက်ပြီးကာကွယ်ပေးနေတာပဲဆိုပြီးတော့ပေါ့နော်ပရိသတ်ကလည်းဒါကတခြားပြိုင်ပွဲဝင်တွေပေါ်မတရားဘူးလို့ခံစားကြရတယ်အဲ့ဒီအချိန်မှာနမေကြီးတိုင်တယောက်ကလည်းဒီကောင်မလေးရဲ့အလုပ်ကိုပြန်ပြင်ပေးဖို့တောင်းဆိုချက်ကိုသဘောတူလိုက်တယ်ကောင်မလေးကပြိုင်ပွဲဝင်တယောက်စီတိုင်းသူတို့ရဲ့လက်ရာကိုတင်ပြပြီးရှင်းပြဖို့အတွက်45မိနစ်ရထားတာဖြစ်ပြီးသူကတော့ကျန်တဲ့မိနစ်30ကိုသူ့လက်ရာကိုပြန်ပြင်ဖို့အသုံးပြုမယ်လို့ပြောတယ်ဒိုင်တွေနဲ့ပရိသတ်ကသဘောတူပေမဲ့ရန်လိုတဲ့ကောင်မလေးနဲ့သူ့ရဲ့ချစ်သူကောင်လေးကတော့ကန့်ကွက်မှုတွေလုပ်လာတယ်သူ့ချစ်သူကောင်လေးဖြစ်တဲ့ CEO ရဲ့ညီအကိုကကောင်မလေးကမိနစ်30အတွင်းဘယ်လိုလုပ်ပြင်ဆင်နိုင်မှာလဲဆိုပြီးမေးခွန်းထုတ်တယ်အဲ့ဒီတော့ကောင်မလေးကသူတို့ကိုလောင်းစားဖို့စိန်ခေါ်လိုက်တဲ့ချစ်သူကောင်လေးကလည်းကောင်မလေးကိုပိုက်ဆံမရှိတဲ့သူဖြစ်ပြီးလောင်းစရာဘာမှမရှိဘူးဆိုပြီးလောင်ပြောင်တဲ့အဲ့ဒီအချိန်မှာပဲ CEO ကရှေ့ထွက်လာပြီး